အားလုံးပဲမင်္ဂလာပါကျွန်မကဒီနေ့ပြောပြချင်တာလေးကတော့အကြောင်းအရာလေးကတော့ဒါတိုက်ဆိုင်သွားလို့ပေါ့နော်ဒီနေ့ဒီကိုရီးယားမှာဆိုလို့ရှိရင်နီဆိုလပ်ပေါ့နော်နီဆိုလပ်ဒီမှာပေါ့နော်ဒီဘူးလေးပေါ့နော်ဒီနီဆိုလပ်ဘူးလေးရဆိုလို့ရှိရင်သူကကိုရီးယားရဲ့ယာကုဆိုင်တိုင်းမှာဝယ်ယူရရှိနိုင်ပါတယ်120မီလီပေါ့နော်120မီလီပါဝင်တယ်ဒီတဘူးမှာပေါ့နော်ဘာကောင်းလဲဆိုလို့ရှိရင်ညီမတို့ဒီကိုရီးယားကိုရောက်တဲ့ချိန်မှာဘောက်ထားတယ်ရေဘူးတွေနဲ့ချိုးတဲ့အတွက်ကြောင့်မလို့ဥယျာဉ်ခြောက်တဲ့အတွက်ကြောင့်မလို့ဘောက်ထားတယ်ဘောက်ထားရနေပြီးတော့စပင်းတွေကျွတ်တယ်ပေါ့နော်အဲ့ဒီအားတွေကိုအများကြီးကာကွယ်ပေးပါတယ်အဲ့တော့ဒီနီဆိုလက်ခေါင်းလျှော်ရည်လေးပေါ့နော်ရှမ်ပူလေးဒါလေးကိုသုံးကြည့်ကြည့်ပါအရင်အဆင်ပြေပါတယ်ညီမတော့ဒါလေးကြိုက်ပါတယ်အဲ့တော့ recommend ပေးပါတယ်ရှင်ဒီနောက်တစ်ခါကျတော့ညီမတို့ကိုရီးယားမှာဆိုရင်အရင်ပင်ပန်းရတယ်မိသားစုတွေနဲ့ဝေးကွာကြတယ်ပေါ့နော်အဲ့တော့ဒါလေးကဆနာတော့ခေါင်းလျှော်ရည်လေးပြပြပေးသွားတာပေါ့နော်အဲ့တော့တချို့လူတွေအများကြီးပဲရှိရရှူရှိုက်လောက်တာတွေနောက်တစ်ခါကျတော့ဘောနော်စိတ်ညစ်လို့ဆိုပြီးတော့အရက်တောက်တာတွေအဲ့လိုမျိုးတွေအများကြီးရှိရတခါတလေကြလို့ရှိရင်ဒီမှာဘာတွေဖြစ်သွားလဲဆိုရင်အကုန်လုံးကကိုရီးယားရဲ့မြေစာပင်လေးတွေဖြစ်သွားကြတယ်ပေါ့နော်အဲ့လိုမြေစာပင်လေးတွေမဖြစ်သွားအောင်ကိုကရည်ရွယ်ချက်ကလေးတွေထားပေးရမယ်ပေါ့နော်နံပါတ်1ချက်ကငါဘာလုပ်ရမယ်ဥမာတာသမီးကြံခဲ့ဆိုလဲငါဘယ်အချိန်မှပြင်မယ်ဘယ်လောက်ထိငွေကြေးစုမယ်အဲ့လိုမျိုးအတိုင်းအတာလေးတွေနဲ့သတ်မှတ်ချက်ကလေးတွေထားပြီးတော့ကိုကျမ်းမာရေးကောင်းအောင်ပိတ်ရက်တွေမှာနောက်ပြီးတော့ကိုရီးယားနိုင်ငံကိုရောက်လာပြီး40လလာတဲ့လူတွေရှိတယ်ဗီဇာတက်တန်းတွေအရာပေါ့နော်အဲ့လိုမျိုးလာတဲ့အချိန်မှာကိုအတွက်ကြံသွားအောင်ကိုရီးယားဘာသာစကားကိုဆက်ပြီးလေ့လာတာပဲဖြစ်ဖြစ်နောက်ပြီးတော့ပေါ့နော်ကိုကပိတ်ရက်တွေမှာလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ်နောက်မိသားစုနဲ့ဖုန်းပြောပါတငယ်ချင်းတွေနဲ့ဖုန်းပြောပါတငယ်ချင်းမှဆိုရင်လေကိုအပေါ်ကောင်းတဲ့တငယ်ချင်းလားဆိုလူစော်ပေါင်းကျင်တည်တယ်တိလားအရန်ကြီးလေကိုဝင်ဖို့ဖြစ်စေမဲ့တငယ်ချင်းမျိုးမိတ်ဆွေမျိုးဆိုရင်ဆက်ပြီးတော့မစုပ်ကင်တာပါနဲ့ဘယ် relationship မျိုးပဲဖြစ်ပေါ့နော်ညီမဆိုလည်းအများကြီးပဲကြုံတွေ့ခဲ့ဘူးပါတယ်တကယ်ချင်း relationship တွေမှာကောဒီချစ်သူကြီးသား relationship တွေမှာကောအများကြီးပဲကြုံတွေ့ခဲ့ဘူးပါတယ်ပေါ့နော်အဲ့တော့အားလုံးပဲကိုရီးယားမှာကြကြမနေထိုင်ကြပါစို့